ကဲမင်္ဂလာပါဒီနေ့ကတော့ noun clause ကိုစာအုပ်များကနေစာအုပ်ထဲကနေလက်တွေ့လေ့လာခြင်းပေါ့နော်စာအုပ်ထဲမှာပါတဲ့ဝါကျတွေထဲမှာ noun clause တွေပါတဲ့ဟာကိုထုတ်လုပ်ပြီးတော့လက်တွေ့လေ့လာတာဖြစ်ပါတယ်ပထမစာကြောင်းကတော့ Director English Unit 1 Good Manners ထဲကစာကြောင်းဖြစ်ပါတယ်ဝါကျဖြစ်ပါတယ်Now let us see how manners are acquired. အဲ့ဒီဝါကျမှာကြည့်မယ်ဆိုလို့ရှိရင် noun clause ဟာ how manners are acquired ဖြစ်ပါတယ် how က subject ဖြစ်တယ် manners က subject ပြီးတော့ are acquired က verb ပေါ့နော် passive voice သုံးထားတာဖြစ်ပါတယ်သူကဘယ်နေရာမှာဝင်လာတာလဲဆိုရင် see ဆိုတဲ့ verb ရဲ့ object နေရာမှာဝင်လာတာဖြစ်တယ်ဟုတ်နော်အဲ့ဒါဆိုလို့ရှိရင်ဘာသာပြန်မယ်ဆိုလို့ရှိရင်တဲ့အခုကြည့်ရအောင်ပေါ့နော်ကြည့်ကြဆိုပေါ့နော် let us ဆိုတာက let's see ပြောချင်တာဒါကတော့အရှေ့ပုံစံရေးထားတာပေါ့နော်သူရဲ့အတူပုံစံကတော့ let's ဖြစ်ပါတယ်အခုကြည့်ကြရအောင်တဲ့ how manners are acquired အမှုအကျင့်တွေဘယ်လိုရရှိလာတယ်လဲဆိုတာကိုကြည့်ကြရအောင်ပြောချင်တာဖြစ်ပါတယ်အမှုအကျင့်တွေဘယ်လိုရရှိလာတယ်လဲအကျင့်ဆိုတာလူတွေစီမှာဘယ်လိုကူးဆက်လာတယ်လဲဘယ်လိုရရှိလာတယ်လဲဆိုတဲ့ဟာကိုအခုကြည့်ကြဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲဆိုဒီ how manners are acquired ဆိုတာကတော့ noun clause ဖြစ်တယ် object နေရာမှာဝင်လာတာဖြစ်ပါတယ်နံပါတ်2စာကြောင်းလည်းပဲအဲ့ဒီ good manners တွေကဝါကျပဲဖြစ်ပါတယ်Children hear what the others around them say and see what the others do. ဒီမှာ clause noun clause နှစ်ခုပါပါတယ်ပထမတစ်ခုကတော့ what the others around them say နောက်တစ်ခုကတော့ what the others do အရင်ဒီ what the others around them say ကတော့ hear ရဲ့ object နေရာမှာဝင်လာတာဖြစ်ပြီးတော့ what the others do ကြတော့ see ရဲ့ object နေရာမှာဝင်လာတာဖြစ်ပါတယ်ဒီနှစ်ခုစလုံးက verb main verb ပေါ့နော်သူတို့နှစ်ခုရဲ့ subject က children ဖြစ်တယ် children hear children see လို့ပြောချင်တာပါဝါကျနှစ်ပိုင်းကိုသူက subject တစ်ခုတည်းရေးပြီးတော့ ns ဆက်ထားတာဖြစ်ပါတယ်အဲဆိုရင်ဒီမှာ what က conjunction the others around them က subject ပေါ့နော် the others က subject ဟုတ်တယ် around them ကြတော့ဒါက prepositional phrase လို့ခေါ်တယ်ပြီးရင်ဒီမှာဒါ verb နော် clause ထဲမှာပါတဲ့ verb တွေပေါ့နော်ပြီးရင် what the others do ဒီဟာ conjunction ဒီဟာ subject ဒါကတော့ verb ပေါ့နော် clause ထဲမှာကိုမှသူက subject verb အကုန်လုံးပါနေပါလေဟုတ်တယ်မလားဟန်တာပေါ့နော်အဲ့ဒီ subject verb တွေပါတဲ့ conjunction နဲ့တွဲပြီးတော့ noun clause အနေနဲ့ဒီ verb တွေရဲ့ object အနေနဲ့သူကဝင်လာတာဖြစ်ပါတယ်နော်ဘာသာပြန်မယ်ဆိုလို့ရှိရင်ကလေးတွေကကြားကြတယ်ပေါ့နော်ကြားကြတယ် what the others around them say သူတို့ရဲ့ပြပဝန်းကျင်မှာရှိကြတဲ့အကြီးတွေကိုယ့်ထက်အသက်ကြီးတဲ့ပြီးတော့အဲ့ဒီအကြီးတွေဘာလုပ်တယ်လဲဆိုတာကိုမြင်ကြတယ်အဲ့လိုကြားတာမြင်တာကနေအမော်ကျင့်ဆိုတာရလာတာဖြစ်တယ်အဲ့လိုသင်ခန်းစာကအဲ့လိုပြောပြချင်တာဖြစ်ပါတယ်နောက်ဒီ၃ခုကြတော့ဒီ grade 12ထဲကမဟုတ်တော့ဘူးဒီစာအုပ်ထဲကပါနော် Bristol Mother လို့ခေါ်တဲ့ဒီစာအုပ်ထဲကပေါ့နော်ဒီစာအုပ်ထဲကစာကြောင်းလေးတွေကိုကောက်နှုတ်ထားတာဖြစ်ပါတယ်ဝါကျကတော့လွယ်ပါတယ်နော် I can do what I like အဲဆိုရင် clause ကတော့ what I like ဖြစ်ပါတယ် what က conjunction I က subject like က verb ဖြစ်ပါတယ်အဲဆိုရင်သူတို့က noun clause အနေနဲ့ do ရဲ့ object နေရာမှာဝင်လာတာဖြစ်တယ်ကျွန်တော်ကြိုက်တဲ့အရာကိုကျွန်တော်လုပ်နိုင်ပါတယ်ကျွန်တော်ကြိုက်တာကျွန်တော်လုပ်နိုင်တယ်ဆိုတဲ့ဖြစ်ပါတယ်နောက်တစ်ခုကတော့ he did explain what the trouble was noun clause ကတော့ what here the trouble was here what က conjunction the trouble က subject was က verb ဖြစ်တယ်ဒါကိုပြောင်းပြန်ရေးလို့မရတော့ဘူး what was the trouble ပြောလို့မရဘူးဒီအတဲပဲလာရမှာဖြစ်ပါတယ်သူကမရှင်းပြခဲ့ဘူးတဲ့ what the trouble was ပြဿနာကဘာလဲပြဿနာကဘာဟုတ်တယ်လဲဆိုတာသူမရှင်းပြခဲ့ဘူးတဲ့ဟုတ်နော်နောက်တစ်ခုကတော့ it depends on when we get back to Bristol
ဒီမှာ when က suggestion နဲ့တုံးထားတယ်ဒီမှာအချင်းဖြစ်သွားတာပေါ့နော် we က subject get back ဆိုတာက verb ပေါ့နော် to Bristol ကဒါအချင်းနေရပေါ့နော်ဒါကနေရပေါ့နော်when we get back to Bristol ဆိုတဲ့ဟာက noun clause အနေနဲ့ဝင်လာတာဖြစ်တယ်သူကတော့ဒီ preposition လို့ခေါ်တဲ့ particle စလုံးရဲ့အနောက်မှာဝင်လာတာဖြစ်တယ် on ကကြည့်လိုက်လို့ရှိရင် preposition လို့ဖြစ်နေတာပေါ့နော်ဒါကြောင့်အရင် video မှာကျွန်တော်က preposition ပဲတုံးလိုက်တာဟုတ်တယ်ဒီကနေ့ကျတော့ဒီ verb တွေနဲ့တွေ့ထားတဲ့စလုံးတွေကျတော့ particles လို့ခေါ်တယ်နော်အဲဆိုဒီ preposition particle နောက်မှာဒီ noun clause လိုက်လို့ရတယ်ဆိုအရင် video မှာကျွန်တော်တို့ပြောခဲ့တယ်အခုဒီမှာလည်းပြန်တွေ့ပြီပေါ့နော်အဲ့ဒါကမူတည်တယ်ပေါ့နော်မူတည်တယ်ဘာကိုမူတည်တာလဲဆိုရင် when we get back to Bristol ကျွန်တော်တို့ Bristol ကိုဘယ်အချိန်ရောက်မလဲဆိုတဲ့အဲ့ဒီအပေါ်မှာမူတည်တာပါတဲ့ဟိုမှာရောက်မှပဲတည်မှာပေါ့နော်အချိန်တွေကကြည့်လို့ဆိုလို့ရှိရင်ဒီလိုဝက်ကြလေးတွေထဲမှာဒီလို noun clause တွေဒီလိုတုံးထားတယ်ဆိုတော့တည်လို့ရှိရင်ဝက်ကြတွေကိုမှတ်ရတာလည်းပိုလွယ်တယ်စာပိုက်ဖတ်တဲ့အခါမှာလည်းကိုယ်ကနားလေလွယ်တယ်ဒါကြောင့်မို့ဒီလို noun clause တွေ clause တွေ phrases တွေတည်တာဟာစာဖတ်တဲ့နေရာမှာစာရေးတဲ့နေရာမှာအများကြီးအကျိုးရှိတာဖြစ်ပါတယ်အခုဒါကတော့ရေးထားတဲ့ဟာကိုကျွန်တော်တို့ဖတ်ကြည့်တာဖြစ်ပါတယ်နောက်ဗီဒီယိုတစ်ခုမှာကျတော့ကျွန်တော်တို့ကိုယ်တိုင်ရေးပြီးတော့ကိုယ်တိုင်တွေးပြီးတော့ဒီလို noun clause ကိုကိုယ်တိုင်ဝက်ကြတွေတိစောက်ကြည့်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်